ကောင်ကျမ်းမာက၄ကောင်ကြားပြီက2ကောင်ကျမ်းမာက4ကောင်အားလုံးပေါင်းတော့ညီလေးတို့6ကောင်ပြိဿတွေပါနေသည် ဟိုရင်စပထမကအရင်ကလည်းအိုးလက်ဦးဆိုတဲ့နံပါတ်1ပါအတူတူပဲနံပါတ်1ရှင်းပါကွယ်မရှိတော့ပေါင်ညဗျတောင်ကြပဲရှိမှာပေါ့ဒါတော့ဘူးဆိုတာတေမျိုးကြီးပဲဗျတေမရဲ့ဖို့ထမင်းစားပြီးစောင့်နေကြတာဘယ်နေ့တေမဆိုတာမသိကြဘူးခဲသိပါမယ်ဘုတလင်လူသားမှန်သမျှပုထုဇဉ်မှန်သမျှပုရုဇဉ်မှန်သမျှသိကြမှန်မယ်ဟုတ်ပါရဲ့ဒါကြောင့်မြတ်စွာဘုရားကဟောတော်တာဘာဟောတော်လို့မမီတော့မသိလိုက်ဘူးဟဲ့ဆိုတာမဖြစ်ရအောင်လို့ပြောအနိစ္စဆိုတာအမြဲမရှိအနိစ္စဆိုတာအမြဲမရှိဒုက္ခဆိုတာဆင်းရဲခြင်းအနတ္တငါ၏ခန္ဓာငါကိုမဟုတ်ပါလားအဖေမေမွေးလိုက်တယ်ကိုပါလားရှင်းတယ်မိဘကျေစုသိတတ်တာကြည်တန်းကုန်နေပြီလျှောက်ကြည့်ချက်တနတ်ကိုဆွဲကိုင်းရင်လာပါတယ်မရကြည့်လို့မွားတယ်ကိုမျက်လုံးနဲ့မယ်နေကမြမလေးနဲ့လေးနှမရဲ့ကွယ်စီရီထုတ်မလို့မင်းကစီရီထုတ်မှာလားငိုးမှာလားဘယ်လိုလူတွေလဲဟဲ့အိမ်ရှိမှလေဆုညာနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်လားမပြောကြနဲ့ငါသမီးစားချက်နေတဲ့ဖုန်းဆက်လိုက်ရမလားအခြေရပြောကျွန်တော်ရင်ထဲမှာမကောင်းလို့နော်ပြောရင်အပြားကြီးဆိုးတက်လာလုံးလေးကာရင်ထွက်လာတာတမင်းမီလို့ပြားသွားပါပြီဟောပြောကဲလည်းဘယ်လိုမှမရှင်းနိုင်ဘူးဒီကိစ္စကိုပတ်လက်လောက်ကြမလို့ဘယ်နဲ့လုပ်မလဲလုပ်ကြမလို့ဘယ်နဲ့လုပ်မလဲကျွန်တော်တို့ညီကိုတွေဝိုင်းစုစည်းပြီးတော့ဟုတ်လုပ်မယ်ကိုကြီးဒီအပုတ်ကောင်ကြီးမြေကြတော့လုပ်ကြရမယ်အဖိုးရဲ့အဖိုးသေးသွားတာလေငါရင်ထဲမှာမချစ်လို့သင်ရလေလေဟိုတူဟိုလူအိုင်လိုတော့မကနိုင်တော့ဘူးမကနိုင်လို့ပဲမကနိုင်လို့ပဲလို့ဘာလို့ပြရလဲသိပြောတယ်ဟုတ်လားဒီမှာပြရလေတဲ့ကြောင့်ပြောတော့ဆိုင်နော်အဘပြမကိုလေအဘရိုးဘာဖြစ်တယ်ကွာဒီတော့အမွေမလို့ခြင်းလို့ပြန်သွားတာလားမသိနေပါစေကိုအဖိုးမလိုက်ကြရဘာလဲဟာဦးလေးရလေတရားလေးဘယ်လိုများပြရတာလဲဟာလေဖျားတက်နေသလားဟုတ်လားအိတ်ကောင်လေးလေအတက်ကြီးပြီးအချိန်ကြီးဘိုးသေးတာဘာလဲအမွေလေးတောင်ပေးအမွေလေးတောင်ပေးဘာလဲအဖိုးကတော့ပြီးမှပြန်မယ်အဖိုးရဲ့အဖိုးတာကေတာတော်ပြီးတော့သူကြီးတားပါသေးဘူးအဖိုးဟာဟဲ့လာမယူတော့တမနာလမ်းကြောင်းတော့မဝင်တော့တော်ကြဘာဖြစ်ဘယ်ကောင်သွားငါတို့ဘိုးတကြောပြီးပါမယ်ဟာဘိုးဘာလဲကွာဘာလဲနင်းတော့လေကိုဟောကိုကြောက်နေကြလားမကြောက်ဘူးကွာမကြောက်ဘူးမတော့ရသေးလို့တုံးနေတဲ့သဘောပဲမကြောက်ဘူးမင်းတို့သွားချင်းတဲ့လူတွေသွားကြငါဖိုးလောက်မြေကြမှာငါပြန်မယ်ဘလောက်ကုန်ကိုအဖိုးရေဟောဒီမြေကြီးကြောခဲ့ပါတယ်အဖိုးရေ